ဒီလက်နဲ့ပြီးတာလေခမရတက်ဖို့တစုလုံးငါပဲကြောင်းတိုင်းဝင်ပေးရှင်းလားရှင်း到底不？哎呦！呀，杨老妹，这里小心！这个再来吧，我再来打吧。地多让我干嘛的？在心里，地里的毒啊，妈，这么多人想的，不好打不？你什么？想毒么后悔呢？没把上提交。怎么？还有啥地方？想攻这个毒啊，装备也一点。想跟我来，是他那不？哎呦，怎么？多么没米吧不行？痛苦呀，我真辛苦。哼，录音把上阿爷，都没觉着，你也太难不嘛不？怕什么？不要怕。你一天很高兴的，我给了很多的武器来换给你呀，你一定很喜欢的。哎呦呢，怎么？这屁股给我踢下来，这手手抓着的。地段里的是家来，这妈妈啊，最家有家，这路我们拉了，这
မဝါတည်သွားတာမှကောင်းပါလေအဲ့လိုပါဘိုးကြီးရဲ့တတ်လိုက်ပါကျွတ်တူတတ်မလို့ကမင်းကမတတ်ပါလှုပ်ရက်မင်းတို့လိုအမျိုးသမီးလေးတွေဟာဖြည့်ရစုပ်ဘူးတောင်းကြမှုရဲ့ရေစာပင်ချရတာစီယုံကြီးအောင်မြင်မှုတွေဟာကာဝေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ခေါင်းဆောင်မှုနဲ့တပ်မှုများညီလာခံကစုပေါင်းအင်အားတွေရခဲ့လို့ပဲဖြစ်တယ်။ဒါကြောင့်1955ခုနှစ်ကစပြီး1958ခုနှစ်ထိနှစ်စဉ်တပ်မှုများညီလာခံကိုဆက်လက်ကျင်းပခဲ့တယ်။နိုင်ငံရဲ့အခြေအနေဟာအတော်တန်အင်းချမ်းတည်ငြိမ်လို့ပြည်သူတွေဟာလွတ်လပ်တဲ့နိုင်ငံသားတွေရဲ့အေးချမ်းမှုဘဝစရုံသာရှိသေးဖက်စစ်တော်လှန်ရေးအတွက်ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်ပြီးဖတ်တာပါလာဆိုတဲ့ဖက်စစ်တိုက်ချက်ရေးပြည်သူလွတ်လပ်ရေးအဖွဲ့ဖက်စစ်တော်လှန်ရေးပြီးတဲ့အခါဖတ်စာပါလာဖက်စစ်ဆန့်ကျင်ရေးပြည်သူလွတ်လပ်ရေးအဖွဲ့ကြီးဟာအချင်းချင်းညီညွတ်မှုတွေပြက်ပြီး1958ခုနှစ်မေလ6ရက်နေ့မှာတည်မြဲဖတ်စာပါလာနဲ့တန့်ရှင်းဖတ်စာပါလာဆိုပြီးပွဲလိုက်တဲ့အတွက်ဝါအစီပြည်လိုနိုင်ငံတော်ဝန်ဗျံပါတာဖြစ်ခဲ့တယ်။ဒါကြောင့်ရောင်စုံတောင်းရမှုနည်းတွေဝိုင်းပြီးတန်းကြည့်ကြောက်ထည့်ကြဖို့လက်နှလုံးလိုတော့တဲ့အခြေအနေကလွတ်မြောက်အောင်ခေါင်းဆောင်ခဲ့တဲ့ကာဝေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်းဟာနိုင်ငံအခြေအနေကိုထိန်းသိမ်းဖို့1958ခုစက်တင်ဘာလ28ရက်နေ့မှာအိမ်ဆောင်အစိုးရရဲ့လို့ဖွဲ့စည်းပေါ်ပေါက်လာခဲ့တယ်။အိမ်ဆောင်အစိုးရလက်ထက်မှာရရွာအေဂျင့်ကြီးတရားဥပဒေစိုးမိုးရေးဆိုတဲ့ဆောင်ပုဒ်မြို့တော်ကိုချွေးနဲ့ဆင်းမယ်ဆိုတဲ့ဆောင်ပုဒ်တောင်းညမှုလက်ကျန်တွေကိုဒီမိုကရေစီနဲ့လက်နက်နဲ့လဲမယ်ဆိုတဲ့ဆောင်ပုဒ်များနဲ့